မိတ်ဆွေတို့အားလုံးပဲမင်္ဂလာပါ JN Knowledge Channel မှကြိုဆိုပါရစေကျွန်တော်ရဲ့ YouTube Channel မှာဆိုရင်မိတ်ဆွေတို့အတွက်အကျိုးရှိစေမယ့်ဗဟုသုတအကြောင်းအရာတွေကိုတင်ပေးသွားမှာမို့လို့ကျွန်တော်ရဲ့ YouTube Channel ကို Like and Subscribe လုပ်ဖို့မမေ့ကြနဲ့နော်ဒီနေ့မှာကျွန်တော်တင်ပြမယ့်အကြောင်းအရာကတော့လူတွေရဲ့ဘဝမှာအချိန်ဟာဘယ်လိုရေးပါလဲဆိုတာပါလူဘဝမှာအချိန်ကိုအကျိုးရှိရှိအသုံးပြုဖို့နဲ့တန်ဖိုးထားဖို့ဆိုတာအရေးကြီးဆုံးချက်တွေရဲ့ကတစ်ခုပါအချိန်ဆိုတာပြန်လည်မရရှိနိုင်တဲ့အဖိုးတန်ဆုံးအရာတစ်ခုဖြစ်ပြီးကျွန်တော်တို့ရဲ့ဘဝကိုပုံဖော်ရမှာအဓိကအခန်းကဏ္ဍကနေပါဝင်ပါတယ်အချိန်ကိုတန်ဖိုးရှိရှိအသုံးပြုခြင်းအပြင်ကျွန်တော်တို့ရဲ့ရည်မှန်းချက်တွေကိုအောင်မြင်အောင်လှုပ်ဆောင်နိုင်တယ်လို့ပျော်ရွှင်စရာနဲ့ပြည့်စုံတဲ့ဘဝကိုလည်းတည်ဆောက်နိုင်မှာပါအချိန်ကိုအကျိုးရှိရှိအသုံးပြုဖို့အတွက်ဒီအချက်တွေကိုလိုက်နာနိုင်ပါတယ်ရည်မှန်းချက်တွေချမှတ်ပါကိုဘာလုပ်ချင်လဲဘာဖြစ်ချင်တာလဲဆိုတာကိုရှင်းရှင်းလင်းလင်းသိထားခြင်းကအချိန်ကိုဘယ်လိုအသုံးပြုရမယ်ဆိုတာကိုသိရှိစေပါတယ်စီစဉ်မှုတွေပြုလုပ်ပါတနေ့တာတစ်ပတ်တာတလတာအတွက်လှုပ်ဆောင်ရမယ့်အရာတွေကိုစာရင်းပြုစုပြီးဦးစားပေးလိုက်လှုပ်ဆောင်ပါအာယုံစူးစိုက်ပါလုပ်ငန်းတစ်ခုကိုလှုပ်ဆောင်နေစဉ်မှာတခြားအရာတွေကြောင့်အာယုံမပြတ်ပါစေနဲ့အနားယူပါအလုပ်တွေကြားမှာအနားယူခြင်းကစိတ်ရောကိုယ်ပါလန်းဆန်းစေပြီးအလုပ်ကိုပိုပြီးအာယုံစူးစိုက်နိုင်စေပါတယ်အချိန်စရာဆွဲပါနေ့စဉ်လှုပ်ဆောင်ရမယ့်အရာတွေကိုအချိန်စရာဆွဲပြီးလှုပ်ဆောင်ခြင်းကအချိန်ကိုပိုမိုထိရောက်စွာအသုံးပြုနိုင်စေပါတယ်အချိန်ကိုတန်ဖိုးထားပါအချိန်ဆိုတာပြန်လည်မရရှိနိုင်တဲ့အဖိုးတန်ဆုံးအရာတစ်ခုဖြစ်တယ်ဆိုတာကိုအမြဲသိရပါအချိန်ကိုအကျိုးမဲ့မဖြုံးတီးပါနဲ့အင်တာနက်ကိုအလွန်ကျွံသုံးခြင်း TV အလွန်ကျွံကြည့်ခြင်းစတာတွေကိုရှောင်ကျဉ်ပါအချိန်မှန်ကန်စွာအသုံးပြုပါချိန်ထားတဲ့အချိန်ကိုလေးစားပါချိန်ထားတဲ့နေရာကိုအချိန်မှန်ရောက်အောင်သွားပါအလုပ်ကိုအချိန်ဆွဲမနေပါနဲ့ကိုလုပ်ရမယ့်အလုပ်ကိုချက်ချင်းလုပ်ပါအချိန်ဆွဲခြင်းကအလုပ်ကိုပိုပြီးဝင်ပြီးစေပါတယ်ကိုကို view စိုက်ပါလုံလောက်တဲ့အချိန်အာဟာရပြည့်ဝတဲ့အစားအစာတွေနဲ့လေ့ကျင့်ခန်းတွေလှုပ်ဆောင်ခြင်းကစိတ်ရောကိုယ်ပါကျန်းမာစေပြီးအလုပ်ကိုပိုပြီးအာရုံစူးစိုက်နိုင်စေပါတယ်အချိန်ကိုတန်ဖိုးရှိရှိအသုံးပြုခြင်းအပြင်ကျွန်တော်တို့ရဲ့ဘဝကိုပိုပြီးပျော်ရွှင်စရာတွေနဲ့ပြည့်စုံတဲ့ဘဝတစ်ခုအဖြစ်တည်ဆောက်နိုင်ပါတယ်ဗီဒီယိုကိုအစအဆုံးကြည့်ပေးတဲ့မိတ်ဆွေတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်